Hello အားလုံးပဲမင်္ဂလာပါဒီနေ့ရမှာတော့ချင်းကုတ်လေးချုပ်တဲ့အခါမှာဧကလေးတွေဘယ်လိုဖောက်မလဲဆိုတာလေးပေါ့နော်အခုမှချုပ်တာတော့ကုတ်အစ်စ်တော့မဟုတ်ဘူးဒီပိတ်စာလည်းဆောင်းလေးပေါ့နော်အဲ့ဒါကိုပပလေးဝတ်ချင်တယ်ဆိုလို့ဒါမှချုပ်လိုက်ပါတယ်ဒါဆိုမှဧကတွေထဲတော့မယ်ဆိုရင်သူ့ရဲ့ချင်းအထန်လေးနဲ့ချုပ်မယ်ဆိုထူထူဖြစ်သွားမှာဆိုလို့အမကတော့ခုချင်းသားလေးနော်အနဲ့ရောင်လေးကိုသုံးထားပါတယ်ဒါဆိုတော့အမတို့ရဲ့အင်ဂျီရဲ့ကိုရှေ့အပေါ်မှာမုန်တီတာရဲ့ပြီးတော့ဒီအိတ်ကရဲ့ site ကပေါ့လေနော်အမတစ်ချက်ကြည့်မယ်ဒါဆိုတော့ဒီအိတ်ကရဲ့အရှိက9ခွဲလောက်ရှိမှာပေါ့နော်ဒါဆိုရင်နောက်တစ်ကြောပြန်မှာဆိုလို့ကို914နောက်ထပ်အပူလက်မပေါင်းလိုက်တော့မတော်19လောက်နဲ့ညှက်လိုက်တယ်ပေါ့နော်ပူလည်းမတော်ပြန်ညှက်ထုတ်လိုက်မှာပေါ့နော်ဒါဆိုရင်အဲ့ဒီအရှိလေးနဲ့မတော်ညှက်လိုက်တယ်ပြီးတော့ဒီထိတ်ကလေးမှာမတော်ကလိုင်းနေစားကတ်ရမှာမို့လို့လိုင်းနေစားအောင်မှာဂါလေးလက်မနဲ့ယူလိုက်တယ်အရှိကတော့ခုနကမတော်ပိတ်ဆိုင်ညှက်တဲ့အတိုင်းပေါ့နော်ဒါဆိုရင်မတော်လေးလက်မဆိုင်လေးနဲ့ယူပြီးတော့ဒီဟာလေးကိုမတော်ဒီထိတ်ကလေးမှာပေါ့နော်မိပူလေးနဲ့လုံးဝကတ်သွားအောင်မတော်ကတ်လိုက်ပါတယ်သူကအိတ်ကနှစ်ခုဖောက်မှဆိုလို့နှစ်ခုပေါ့နော်ဒါဆိုတော့ဒါမညှက်ပြီးပြီဆိုရင်ပိတ်စားမှာဒီမိပူလေးနဲ့လာကတ်လိုက်တယ်မိပူနဲ့တေချာကပ်ပြီးပြီဆိုရင်ဒီမှာတော့အပေါက်လေးတွေဖောက်တော့မှာပေါ့နော်ဒါဆိုခုနကမှလိုင်းနေစားကိုလေးလက်မယူထားတယ်ဆိုတော့နှလက်မနေရာလေးကိုမမြင့်တကြောင်ဆွဲလိုက်တယ်ပြီးတော့ဘေးကို2စိတ်စီပေါ့နော်ဒါဆိုတရားပေါက်လေးကတော့4စိတ်ဖြစ်မယ်ပေါ့နော်ဒါဆိုရင်သူ့ရဲ့အကျယ်ကတော့9လက်မရှိမယ်ဂျန်တဲ့ဟာကျတော့သူကချုပ်စာနေနဲ့ဖြစ်သွားမယ်ပေါ့နော်ဆိုရင်မတို့တရားပေါက်လေးတွေကိုနှစ်ဖက်လုံးပေါ့နော်လုံးလိုက်တယ်ဒါဆိုရင်အဲ့ဒီအပေါက်လေးတွေမတို့ဒီမှတ်ခဲလေးနဲ့ဘောပယ်လေးနဲ့အရင်ဆုံးမှတ်လိုက်တယ်ပေါ့နော်ပြီးပြီဆိုမတို့ကိုထဲကိုလာမှတ်ပါမယ်ကိုထဲမှာမတို့ခါနေရာကနေအောက်ကိုနှလက်မချလိုက်ပါတယ်ပြီးတော့ဒီအကွာဝေးရပေါ့နော်ဒီဂျယ်လေးတက်မဲ့နေရာနဲ့ကျွန်တော်မက3လက်မယူလိုက်တယ်ပြီးတော့ခုနကမောင်ဒီလိုင်းနေစားမှာမှတ်တဲ့အတိုင်းပေါ့နော်သူ့ကိုပိတ်စားမှာမှတ်တဲ့နေရာလေးနဲ့မောင်ကညီလားမညီလားမောင်တစ်ချက်ပြန်စစ်ကြည့်ပါမယ်โอเคအကုန်လုံးညီသွားပြီဆိုရင်မောင်ဆက်မှာဒီ4တောက်ခွက်လေးအတိုင်းလေးပေါ့နော်မောင်ကစပြီးတော့ချုပ်တော့ပါမယ်ဒီ4တောက်ခွက်လေးအတိုင်းကိုညီပေါ်မှာပေးအပ်လေးတေချာလေးထိုးထားမယ်တကယ်လို့ပေးအပ်လေးနဲ့ရွက်နေတယ်ပြီးတော့အဓိကဒီချင်းတယ်လေးဆိုအမိတ်လေးပါအတွက်ကြောင့်တော့သူကအမိတ်လေးလွဲနေလဲအဆင်မပြေဘူးပေါ့နော်ဒါဆိုမောင်ချုပ်တဲ့ခါမှာလည်းအရင်တတိထားပါမယ်လုံးဝ4တောက်ခွက်ကြအောင်ပေါ့နော်ငငလေးဖြစ်အောင်မောင်ကချုပ်ရပါမယ်ဒါဆိုရင်အဆုံးမှာလည်းမောင်ကချီလေးတေချာလေးတုံးမယ်ပေါ့နော်အဲ့လိုလေးချုပ်ပြီးပြီဆိုရင်အမတို့ဒီ4တောက်ချုပ်ထားတဲ့နေရာလေးကနေအလဲကနေမောင်ကကြီးလေးနဲ့အရင်ဆုံးတောင်းလိုက်ပါတယ်ပြီးတော့ဘေးတွေကိုလည်းမောင်ညှက်ထုတ်လိုက်တယ်ပေါ့နော်ညှက်တဲ့ခါမှာမောင်ဒီအလဲဘေးတွေကိုမောင်ညှက်တဲ့ခါမှာကကြီးလုံးဝချီရော့သွားမထိမိစင်တယ်မဲ့ဒီပိတ်စားလေးကိုလုံးဝအဆုံးထိသွားထိသွားငှက်မှပဲအဆင်ပြေတယ်ပေါ့နော်ပြီးတော့ကြံနေတဲ့ပိတ်စားလေးကိုမောင်ကအထက်ကိုတွန်းလိုက်တယ်တွန်းတဲ့ခါမှာလည်းနည်းနည်းတတိထားတော့ကြံတဲ့ပိတ်စားပြဲတာတော့မောင်ဖြစ်မှာဆိုလို့နော်ဒါဆိုမောင်အထက်ကိုတွန်းလာပြီးပြီဆိုရင်တေချာလေးအတွင်းမှာမောင်ကကြီးကြိုက်တာမသေးတတ်ဘူးဆိုရင်ဒီ4တောက်ခွက်တည်းရမှာသူကတွန်းနေတာတော့လင်းနေတာတော့ဖြစ်တတ်တာပေါ့နော်ပြီးတော့အခုဆိုအကုန်လုံးအဆင်ပြေနေပြီးတော့မောင်ကဒါရီလေးဖြတ်ပြီးတော့မိဘူးလေးတေချာတိုက်မယ်ပြီးတော့အပေါ်ကအဖုံးချမ်းလေးကမောင်ရဲ့ဒီအိတ်ကရဲ့အဖုံးလေးဖြစ်လာမှာပေါ့နော်ဆိုတေချာလေးမိဘူးလေးတိုက်ထားတယ်ပြီးတော့ဒီအဖုံးချမ်းလေးကိုမောင်ကဒီအခုနအပေါက်ရှိတဲ့အဆိုင်လောက်ပေါ့နော်အဲ့ဒါလေးကိုခောက်ထည့်လိုက်တဲ့ဆိုဒါကတော့အိတ်ကရဲ့ဖုံးလေးဖြစ်သွားမှာပေါ့နော်ပြီးတော့ခုနကမောင်ပိတ်စားတွေဂျန်နေတဲ့ဟာကိုအရင်ဆုံးလာတိုင်းပါမယ်ဒီမှာပိုးရဟာဖြတ်ထုတ်တယ်ဘာလို့လဲဆိုတော့ကိုထဲတဲ့အိတ်ကရှည်လို့မရလို့ပေါ့နော်ဒါဆိုတော့ပိုးရဟာလေးကိုမောင်ညှက်ထုတ်လိုက်တယ်ပြီးပြီဆိုပေးအလေးနဲ့ထိုးပြီးတော့မဆက်လေးနဲ့နင်းမယ်ကင်းချေလိုက်မယ်ဆိုရင်ဒါမောင်ရဲ့အိတ်ကချုံလေးဖြစ်သွားပါပြီအားလုံးပဲအဆင်ပြေကြပါစေ